အားလုံးမင်္ဂလာပါရှင်ဒီနေ့ meditation လေးလုပ်ကြမယ်ပေါ့နော်ပထမဆုံးခြေထောက်ကိုတမလင်ခွေထိုင်ထားပါခြေထောက်ချင်းမထပ်ထားပါနဲ့အရှိအနောက်ကိုက်နေုံနဲ့ကတ်ထားပါလက်နှစ်ဖက်ကိုဘယ်လက်ပေါ်မှာညာလက်တင်ပြီးလက်မချင်းထိထားတာပဲဖြစ်ဖြစ်ဒူးတစ်ဖက်တစ်ချက်စီပေါ်မှာတင်ထားတာပဲဖြစ်ဖြစ်လုပ်လို့ရပါတယ်ပြီးရင်ခါကိုနည်းနည်းလေးမှတ်ထားပေးပါအရင်ကြီးလည်းအရှိကိုမကိုင်းစေနဲ့နောက်ကိုလည်းမလန့်စေနဲ့ပေါ့နော်ပြီးရင်ပခုံးကိုလည်းဖြော့လေးထားပေးပါအရင်ကြီးလည်းကိုင်းပြော့မသွားစေပါနဲ့ဒီလိုလေးပဲမတ်ကလေးလေးနဲ့အရင်ကြီးတင်ပြီးစုပ်ကင်ထားတဲ့ပုံစံမျိုးလည်းမဟုတ်ဘူးပေါ့နော်အလိုက်တင်ကလေးပါပြီးရင်ခေါင်းကိုလည်းမတ်ကလေးထားပေးပါမျက်လုံးကလေးမိတ်ပေးပါအရင်ကြီးလည်းစက်ကြောတွေထောင်သားတွေအထိထောင်မှတ်ထားစရာမလိုပါဘူးခန္ဓာကိုယ်ရဲ့အရှိအတိုင်းလေးပဲတတာပုံစံလေးနဲ့နေပေးပါပြီးရင်နဖူးကကြုံမနေပါစေနဲ့နဖူးကြုံနေရင်အာယုံကအရန်ကိုပို့ပြီးတော့မှစိုက်ထားတယ်လို့ဖြစ်နေပါတယ်နဖူးလေးလက်ပြေးပြီးစိတ်ကိုလျှော့ထားလိုက်ပါခန္ဓာကိုယ်ပုံမှန်အနေထားအခုပြောတဲ့အတိုင်းဖြစ်ပြီးဆိုလို့ရှိရင်စိတ်ကိုဘယ်နှထားမလဲပေါ့နော်ဆိုတော့ဒီနေရာမှာဝင်လေထွက်လေကိုရှုမှတ်ကြတယ်ပေါ့နာတီဖြားပေါ်မှာပဲအာယုံဆိုင်ဝမ်ဘိုက်ထဲကဖောင်းလာတယ်ပိန်သွားတဲ့ဥစ္စာပဲအာယုံဆိုင်ကိုအဆင်ပြေတာကိုအာယုံဆိုင်လို့ရပါတယ်ကျမငယ်ငယ်တုန်းကအရန်နေမကောင်းဖြစ်တဲ့အချိန်မှာတော်ကူဆရာတော်ဖရာကြီးရဲ့စာအုပ်တွေကိုစိတ်ယုံမှာပဲဖတ်တယ်ပေါ့နော်အဲ့ဒီအခါမျိုးမှာဆိုလို့ရှိရင်ဒီရဲ့တော်တော်များများကဖောင်းပိန်ကိုရှုကြတာများတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့နေမကောင်းတဲ့သူတွေအနေနဲ့ဝင်လေထွက်လေကိုဒီနာတိဖြားမှာအာယုံဆိုင်ရတာနည်းနည်းခဲရင်းနေပေါ့လေဆိုတော့သူတို့ကအမြဲတမ်းလဲလျောင်းနေရတဲ့အခါမျိုးကြတော့ဘိုက်ကလေးဖောင်းတာပိန်တာကပို့ပြီးတော့မှမြင်တာနေပေါ့နော်အဲ့ဒီခါကျတော့နေမကောင်းတဲ့သူတွေပဲဖြစ်ဖြစ်အခုမှစပြီးတရားထိုင်မဲ့သူတွေပဲဖြစ်ဖြစ်ဒီရဲ့ဖောင်းပိန်လေးကိုလုပ်ကြည့်ပါလေးဝင်လာရင်ဘိုက်ကလေးဖောင်းတာကိုတွေ့ရပါလိမ့်မယ်မျက်စိလေးမိတ်ပြီးအာယုံစိုက်ပြီးတော့ကြည့်ပေါ့နော်ပြီးရင်ခဏလေးအောင်ထားတဲ့ဝင်လေလေး1နဲ့3လေးလို့ပြောတဲ့ချိန်မှာလေကဝမ်ဘိုက်ကနေပြီးတော့မှရင်ကောင်းထိပြေးသွားလိမ့်မယ်အဲ့ဒီချိန်မှာခဏအောင်ထားပေါ့နော်9ချက်1နဲ့3 4 5 6ခွန်ပြီးလို့ရှိရင်တဖြည်းဖြည်းနဲ့ထုတ်တော့ဒုံးကနေတခါတည်းမထုတ်ပါနဲ့တဖြည်းဖြည်းနဲ့1နဲ့3 4 5 6 9 10ဆိုအဲ့ဆိုရင်ကောင်းကနေယော့သွားပြီးဘိုက်ထီပေါ့နော်1ဘိုက်တွေထီကုန်တော့ပိန်သွားတာကိုတတိထားမိပါလိမ့်မယ်အဲ့လိုပုံစံမျိုးလေးနဲ့လုပ်ကြည့်မယ်ပေါ့နော်အဲ့ဆိုရင်အာယုံတွေကတခြားကိုမသွားစိတ်အာယုံစိတ်တွေကတခြားစီကိုအာယုံမသွားတော့ဘဲနဲ့ကိုယ့်ရဲ့ဒီမှာတည်းမဲ့ငြိမ်နေတာကိုတွေ့ရပါလိမ့်မယ်ဒါလေးကို3ခါလောက်လုပ်ကြည့်ပါတင်းနဲ့လိုက်လုပ်ကြည့်ရအောင်နော်ဝင်တင်းနဲ့3လေးအောင်တင်းနဲ့3လေး5 6ခွန်ထွက်တင်းနဲ့3လေး5 6ခွန်8တင်းနဲ့3လေးတင်းနဲ့3လေး5 6ခွန်တင်းနဲ့3လေး5 6ခွန်8တင်းနဲ့3လေးတင်းနဲ့3လေး5 6ခွန်တင်းနဲ့3လေး5 6ခွန်8
okay အဲ့ဆိုကျွန်မမပြောတော့ပဲねဒီတိုင်းကိုရဲ့အတိုင်းအတာနဲ့ကိုသွားပေါ့နော်အရန်လည်းမမြန်စေနဲ့အဲ့ဒီမှာတတိထားမယ်အဲ့လိုလှုပ်လိုက်လို့ကိုကကြောရိုးတွေအောင်လာတယ်လို့ရင်ဘတ်တွေအောင်လာတယ်လို့ဆိုပြီးကိုကဇွတ်ပြီးအတင်းကျပ်လှုပ်ယူနေလို့ပေါ့နော်အဲ့တော့ကိုခန္ဓာကိုယ်ရဲ့ပုံစံနဲ့ကိုင်းညီမဲ့အတိုင်းလေး speed အတိုင်းလေးပဲတွားဖို့လိုအပ်ပါတယ်ပေါ့နော်အရင်ကြီးဟိုတန်ရှင်းထားပြီးတော့မှမလုပ်ပါနဲ့အဲ့စိတ်ဖိစီးမှုတွေကိုဖြေလျှော့ဖို့အတွက်တရားထိုင်တာဆိုတော့လေ okay ပြန်လုပ်ကြည့်ရအောင်နော်ကိုကောင်းတင်လေးနဲ့ကိုသွားတော့နော်အဲ့ဒါဆိုလို့ရှိရင်လေးလဲသွားလို့ရပါတယ်လေးရကြတော့ဝင်လေးက1နဲ့3လေးအောင်ထားတဲ့အချိန်က1နဲ့3လေးထွက်သွားတဲ့အချိန်က1နဲ့3လေးပေါ့ okay အဆင်ပြေတယ်လို့လုပ်ပါနော်ကျမတို့ဒီအဲ့ပုံစံတိုင်းကို9ခေါက်လောက်လုပ်ကြည့်မယ်ပေါ့နော်ဟုတ်ပြီအဲ့လိုမျိုးလုပ်နေရင်လည်းမှစိတ်ကလေးတွေကဒီကနေပြီးတော့မှလွင့်သွားနိုင်တယ်အဲ့ဒါလည်းလွင့်သွားမှာပဲပေါ့နော်ဘာလို့စိတ်ဆိုတဲ့သဘောတရားကဒီအတိုင်းပဲတနေရာထဲမှာဘယ်တော့မှမမြဲမနေဘူးပေါ့နော်အမြဲတမ်းဟိုကူတီကိုသွားနေတာပဲဆိုတော့အဲ့တော့ခါကြတော့အဲ့လိုမျိုးစိတ်ကူးနေတယ်တခြားတွေကိုအာယုံနှွင့်နေတယ်လို့တိလိုက်တာနဲ့တပြိုင်နက်တည်းစိတ်ကူးရင်လိုက်မိပါလားအတွေးတွေကတွေးနေမိပါလားပေါ့အဲ့လိုမျိုးလေးတစ်ချက်ကလေးတတိကတ်လိုက်ပေါ့နော်အဲ့လိုမျိုးလေးတတိကတ်လိုက်တယ်ပြီးရင်တတိပြန်ထားကြည့်ဘာဖြစ်သွားလဲဆိုလို့ရှင်အဲ့တွေးနေတဲ့အာယုံကမရှိဘူးပြတ်သွားတယ်အဲ့ဆိုစိတ်ဆိုတာတစ်ချိန်မှာတစ်ခါပဲဖြစ်တယ်ပေါ့နော်စိတ်တစ်ခဏတစ်ချက်မှာအာယုံတစ်ခုစီကိုပဲစိုက်နိုင်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒီပြိုင်နဲ့ထဲမှာနှမျိုးမဖြစ်နိုင်ဘူးဝင်လေထွက်လေကိုလည်းမှတ်နေရင်နဲ့ဒီရဲ့စိတ်ကလေးကတခြားစီကိုနှွင့်သွားတယ်ဆိုတော့တစ်ချိန်တစ်ပြိုင်နဲ့ထဲမှာမဖြစ်နိုင်ဘူးအဲ့တော့တခုစိတ်ဆိုတာအယမ်းမြန်လို့လက်ဖြစ်တစ်ချက်ဒီမှာမဖြစ်တယ်ကလေးတသိန်းတိုင်အောင်ဖြစ်လိုက်ပြက်လိုက်တွေကညံဆန်လွန်အားကြီးတယ်ပေါ့နော်ဆိုတော့စိတ်တခဏတစ်ချက်ကအလောက်တောင်မြန်တယ်အဲ့တော့မြန်လွန်အားကြီးလို့တပြိုင်နက်တည်းဖြစ်တယ်လို့ခံစားရတာတကယ်တတိကောင်းကောင်းလေးနဲ့စူးစိုက်ကြည့်မယ်ဟဲ့ဆိုလို့ရှိရင်အရင်ဆုံးဝင်လေထွက်လေကိုမှတ်နေရင်ငါနေရက်သွားပြီးတော့မှအတွေးတွေဝင်လာတာတတိပြန်ပြီးတော့မှကတ်လိုက်တဲ့ချိန်မှာခုနကတော့ကအတွေးတွေကပျောက်သွားတာအဲ့ဒါလေးကိုအဲ့ process ကလေးကိုနောက်ပိုင်းလောက်တာကြာလာရင်တတိထားမိလိမ့်မယ်တတိအားအရန်ကောင်းတဲ့လူဆိုလို့ရှင်လည်းချက်ချင်းမြင်မယ်ပေါ့နော်အရန်ကြီးမရှုပ်တွေပါစေနဲ့ရတယ်ဒီတိုင်းသဘောတရားပြောပြတာပေါ့စာထဲမှာပါတဲ့အတိုင်းပြောပြတာပေါ့နော်အဲ့တော့ပြန်ပြီးတော့မှလုပ်ကြည့်ရအောင်အဓိကဒီရဲ့ practice လေးကိုဟိုပါပေါ့အဲ့ရထားမိုးလင်းတဲ့အချိန်ပေါ့နော်9မိနစ်လောက်ဖြစ်အစပထမဆိုရင်တော့9မိနစ်လောက်ကစလုပ်ကြည့်ပေါ့နော်အဲ့ကနေပြီးတော့မှ9ရက်10ရက်လောက်ကြာလို့ရှိရင်10မိနစ်ထိုင်နိုင်သွားတယ်လို့တဖြည်းဖြည်း2မိနစ်လောက်စီ3မိနစ်လောက်စီတိုးရင်နဲ့တဖြည်းဖြည်းနဲ့အချိန်ကာလကြာလာတာနဲ့အမြနိုင်ဝက်တနာရီအဲ့လောက်ထိထိုင်နိုင်သွားလိမ့်မယ်ပေါ့ထိုင်ရင်းနဲ့လည်းဘာဖြစ်သွားလဲဆိုတော့မထိုင်မနေနိုင်လောက်အောင် habit တစ်ခုလိုဖြစ်သွားလိမ့်မယ်ပေါ့ဒီအရာထခြင်းမှာဒီ meditation လုပ်တာပါအတွက်ကောင်းလဲဆိုလို့ရှိရင်တနေ့ကုန်စားအတွက် energy တစ်ခုရသွားစေတယ်ပေါ့နော်စိတ်ဆွမ်းအင်တစ်ခုရစေတယ်တခြားဘာအာယုံမှမနှောက်ယှက်ခင်ပေါ့ကိုယ်စိတ်ကိုပြန်ပြီးတော့မှ
ပြန်ကြည့်တဲ့သဘောမျိုးပေါ့နော်အဲ့ဒီရဲ့ဥစ္စာလောက်တာပါအဓိကတော့လေအာယုံတွေကိုအများကြီးမသွားဘဲနဲ့အာယုံတစ်ခုတည်းမှာဒီဇိုင်းမတ်ကလေးနဲ့စိတ်ကိုထားတဲ့ဥစ္စာ practice လုပ်တာပေါ့အဲ့ကနေပြီးတော့မှ stress တွေလဲဝေးသွားမယ်ဘာဖြစ်လို့ stress တွေဖြစ်ရတာလဲဘာဖြစ်လို့တောကားတွေစိုးရိမ်ပူပန်မှုတွေဖြစ်နေလဲဆိုကိုယ့်ရဲ့စိတ်ကပြစ္ဆုတ်ပံမှာမနေပဲနဲ့အနာဂတ်ကမဖြစ်လာတဲ့နေရာကိုကြိုတွေးပြီးပူနေတာတို့အတိတ်ကဖြစ်ခဲ့တဲ့ဟာတွေကိုပြန်တွေးပြီးတော့မှလွမ်းဆွတ်တန်တာနေတာမျိုးတို့အဲ့ဒါတွေချောင်းမို့လို့ဒီရဲ့တောကတွေတို့စိုးရိမ်ပူလောင်မှုတွေအဲ့အရာဖြစ်ရတာပေါ့တကယ်အရှိအတိုင်းပြစ္ဆုတ်ပံတဲ့ကိုကြည်နေမယ်ဥပမာအဲ့ရထားလိုက်တာနဲ့ပေါ့နော်စိတ်ကလေးကလန်းနေတယ်ပေါ့ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့အဲ့ဒီတညတာလုံးမှာလူကအနားယူထားတဲ့အခါကျတော့အဲ့ရထားတဲ့အချိန်မှာအနာကြီးပြည့်နေတယ်အဲ့ဒီခါကျတော့ဒီ meditation လေးနဲ့ပေါင်းစပ်လိုက်တဲ့အချိန်မှာပို့ပြီးတော့မှခန္ဓာကိုယ်ရောစိတ်ရောကလန်းဆန်းသွားစေတယ်ပေါ့လေ okay ပြောတာများသွားပြီပေါ့နော်အဲ့တော့လိုက်လို့ကြည့်ပါပေါ့အဲ့ဒါလေးကဖြစ်နိုင်လို့ရှိရင်အဲ့ရထားတဲ့အချိန်မှာတယ်မဟုတ်ပဲねပေါ့နော်ကိုအနားယူတဲ့အချိန်မှာဒီလိုနီးလန်းလေးနဲ့လည်းအနားယူစေချင်ပါတယ်ပေါ့ဒါတော့ဗီဒီယိုရှေ့သွားမှာဆိုလို့အနားယူတဲ့ကိစ္စကိုလည်းတက်ထပ်ပြီးတော့မှဗီဒီယိုတစ်ခုနဲ့တင်ပေးမယ်ပေါ့နော်ဒီနေ့ကတော့ဘယ်လိုမျိုးဝင်လေထွက်လေကိုရှုနေတယ်လဲဆိုတာ beginner level တွေရဲ့ဘာကြောင့်မို့လို့အဲ့ရထားလို့ရှိရင်အနည်းဆုံး9မိနစ်လောက်ကနေစပြီးတော့မှလုပ်တင်တယ်လဲနေ့စဉ်မပြတ်ပေါ့နော်တချို့တစ်ခါတလေအချိန်မရရင်လဲနောက်ရက်ပြန်လုပ်ပါပေါ့လူဆိုတာကတော့တရက်နဲ့တရက်ရေးကြီးကိစ္စတွေကြုံလာရင်ကြုံလာတယ်လို့မျိုးဖြစ်တတ်တယ်ပေါ့လေဒါပေမဲ့တရက်ပြတ်သွားပြီဆိုရင်နောက်ရက်ကျရင်တော့ပြင်းပြီးတော့မှမလုပ်တာတော့မဖြစ်ပါစေနဲ့ပေါ့နော်9မိနစ်ပြန်လုပ်ကြည့်အစနေပြီးတော့မှမရသေး3မိနစ်အဲ့လုပ်နေစဉ်အတွင်းမှာလေကင်မရာလေးထောင်ပြီးတော့မှဗီဒီယိုလေးဖြစ်ရိုက်ထားပေါ့ဒီ3မိနစ်5မိနစ်စာအတွင်းလေးကိုတရားထိုင်နေစဉ်အတွင်းဒီနေ့တစ်နေ့ကအလုပ်ကိစ္စတစ်ခုကိုအောင်မြင်စွာပြုလုပ်နိုင်ပြီဆိုပြီးတော့မှဝမ်းမြောက်ဝမ်းသာစိတ်ကလေးဖြစ်ပြီးတော့မှဘယ်သူမှမပေးဘဲနဲ့ကိုဟာနဲ့ကို motivation တွေရနေလိမ့်မယ်ပေါ့နော်ဟုတ်အဲ့ဒါလေးကတော့ကျမရဲ့အတွေ့အကြုံလေးတွေကို sharing လုပ်ပေးတာပါ okay အဲ့ဒါဆိုလို့ရှိရင်အားလုံးတနေ့တာကိုကောင်းမွန်စွာဖြတ်သန်းနိုင်လိမ့်မယ်လို့ကျွန်မယုံကြည်ပါတယ်အားလုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးတွေလည်းကျွန်မဆက်လက်တင်ဆက်ပေးသွားပါမယ်တာယာချမ်းမြေ့တဲ့နေ့လေးဖြစ်ပါစေ